တကယ်နစ်နာတာမဟုတ်ဘဲဇလန်းစင်ပြောခဲ့တာဖြစ်ပြီးအားလုံးကိုလှည့်စားသွားခဲ့တဲ့သားမီးနှစ်ယောက်ပရိသတ်များလုံးပဲမင်္ဂလာပါပြင်းအောင် page လေးကနေကြိုဆိုလိုက်ပါတယ်ခိုင်နေဝေက pride အလုပ်တွေကိုကူညီနေတာကြောင့်ဒုက္ခရောက်နေသူတွေကိုလည်းကတ်တင်ပေးလို့ရှိတဲ့သူပေါင်းဒါပေမဲ့တချို့တွေကတော့စေတနာနဲ့ကူညီတာကိုမတန်ပဲလှည့်စားသူတွေလည်းဖြစ်နိုင်ပါသေးတယ်လွန်ခဲ့တဲ့ရက်ကခိုင်နေဝေကူညီခဲ့တဲ့သားမီးနှစ်ယောက်ကလည်းတနိုင်ငံလုံးကိုလှည့်စားပြီးလိန်ညာသူတယောက်ဖြစ်နေကြတာပါတိုက်ကြီးကအမျိုးသမီးတယောက်ဟာသူ့သားလေးကိုအနိုင်ကျင့်ခံနေရပါတယ်ဆိုပြီးတော့တနိုင်ငံလုံးရှေ့မှာငိုပြခဲ့ပါတယ်ဇာဝိနေရေးအတွက်အပြစ်မအလုပ်သားလုပ်နေရတဲ့ဒီအမျိုးသမီးကသူမအိမ်မှာမရှိနေတုန်းသူ့ရဲ့ခင်မွန်းကသူ့ရဲ့သားလေးကိုဖျက်ဆီးခဲ့တယ်လို့မျက်ရည်တွေနဲ့ရင်ဖွင့်ခဲ့တာပါသူ့ရဲ့သားလေးကိုပထွေးတယောက်ထဲကတာမကပဲအခြားလူတွေကလည်းအုပ်စုလိုက်နိုင်ကြတယ်လို့ပြောခဲ့ပြီးမယုံသင့်တဲ့သူကိုယုံမိလို့နောင်တရခဲ့ကြောင်းကိုလည်းပြောပြလာခဲ့ပါတယ်နောက်ရင်တောင်ပြုမိတာကိုနောင်တရပြီးပထွေးဆိုပြီးတော့လည်းအိမ်မှာယုံကြည်ပြီးမထားသင့်ကြောင်းအပြောကောင်းကောင်းနဲ့ငိုပြသွားခဲ့တာပါဒီအကြောင်းတွေကိုရဲကိုသွားတိုင်ပေမဲ့လည်းရက်ွက်ထက်ကလူတွေကလိုက်လာပြီးသူပြောနေတာတွေဟာမဟုတ်ဘူးလို့ညင်းကြပါတယ်ရဲတွေကလည်းအမှုမဖွင့်ပေးတာကြောင့်အမေဖြစ်သူကကလေးကိုကိုရင်ဝစ်ပေးပြန်တော့လေဘုန်းကြီးကျောင်းထိလိုက်လာတဲ့အကြောင်းတွေကိုပြောပြခဲ့သေးတာပါသူ့ရဲ့သားဖြစ်သူကလည်းတကယ်နစ်နာရတဲ့အကြောင်းတွေကိုပြောခဲ့တာကြောင့်အားလုံးကသနာသွားခဲ့ကြတယ်သူတို့သားမီးနှစ်ယောက်ကခိုင်နှင်းဝေထံကိုလည်းရောက်သွားခဲ့ပြီးအကူကြီးတွေတောင်းခဲ့ပါသေးတယ်တိကျတဲ့ခိုင်နှင်းဝေကတစ်ဖက်တည်းပြောတဲ့စကားကိုနားမထောင်ပဲအဖြစ်မှန်ကိုသိအောင်တိုက်ကြီးအထိလိုက်သွားခဲ့တာပါအဲ့ဒီကိုရောက်မှသိလိုက်ရတာကတော့ဒီသားမီးနှစ်ယောက်လုံးကလိန်ညာတွေဖြစ်နေတာဖြစ်ပြီးသူပြောတာတွေကဘာတစ်ခုမှဟုတ်မနေခဲ့ပါဘူးတိုက်ကြီးကိုရောက်တဲ့အခါခိုင်နှင်းဝေကိုရက်ွက်လူကြီးတွေရမိရဖတွေကအကြောင်းဆုံးကိုရှင်းပြချပြီးဒီအမျိုးသမီးကစိတ်ကျမ်းမာရေးမကောင်းတဲ့သူမှသိသွားကြပါတော့တယ်ပထွေးဆိုတဲ့သူကလည်းသူတို့မိသားစုကိုလှုပ်ကြွေးနေသူဖြစ်ကဘာမှကျူးလွန်ထားတာမျိုးမရှိပါဘူးဒီအမျိုးသမီးကသူ့ဘာသာဇလန်းတွေဆင်ပြီးခင်မွန်းတဲ့ကိုအပြစ်တွေပုံချတတ်ပါတယ်မကောင်းတဲ့အရာတွေကိုသုံးဆွဲထားတာကြောင့်စိတ်မမှန်ပဲထင်အောင်ထင်မှားဖြစ်နေတာအတော်လေးကိုကြာသွားပါပြီသူ့သားလေးကလည်းအမေဖြစ်သူနဲ့အတူလိုက်ပြောရင်းနဲ့အလိုတူလိုပါဖြစ်သွားခဲ့ရပါတယ်စိတ်ထဲမှာထင်နေတဲ့အကြောင်းအရာတွေကိုရှောက်ပြောပြီးအချိန်ပေါင်းများလာတဲ့အခါမှာတော့သူ့ကိုဘယ်သူကမှမယုံကြည်ကြတော့ပါဘူးခုနှစ်နှစ်ရွယ်သားလေးကိုဆေးပညာအရာစစ်ဆေးကြည့်တဲ့အခါနစ်နာခဲ့တာမျိုးလည်းဘာမှမတွေ့ရှိခဲ့ပါဘူးဒီကိစ္စကိုရဲစခန်းမှာသွားတိုင်တဲ့အခါမှာလည်းဘာမှမဖြစ်တာကြောင့်အရေးမယူလိုက်တာပါဒါပေမဲ့ဒီအမျိုးသမီးကတော့သူပြောတာကိုမယုံရကောင်းလားဆိုပြီးတော့မီဒီယာတွေကိုခေါ်ကသူ့အကြောင်းဇလန်းဆင်သွားခဲ့တာဖြစ်ပါတယ်သားဖြစ်သူကလည်းလိုက်ပြောပေးခဲ့တာကြောင့်ကျင်နာတတ်သူတွေကတော့အမှန်လို့ထင်သွားခဲ့ကြတာပါခိုင်နေဝေကကိုယ်တိုင်လိုက်သွားပြီးရမိရဖတွေနဲ့တွေ့တဲ့အခါမှသာအဖြစ်မှန်တွေအလုံးကိုသိသွားပါတော့တယ်ခိုင်နေဝေကိုယ်တိုင်ကသူတို့သားမီးနှစ်ယောက်ကိုမိဘဆွေမျိုးတွေထံပြန်လည်အနှံ့ပေးလိုက်တာပါစိတ်ချမ်းသာရေးမကောင်းတာကြောင့်စိတ်ကူးသားဖို့အတွက်လည်းခိုင်နေဝေကကူညီပေးသွားမှာဖြစ်ပါတယ်တချို့တွေကတော့ကလေးရဲ့အဆက်ကိုကောက်ွယ်တဲ့အနေနဲ့ဘာမှမဖြစ်ခဲ့ဘူးလို့ထုတ်ပြန်တာလည်းဖြစ်နိုင်ကြောင်းယုံကြည်ကြတာပါတကယ်တော့ကလေးရဲ့အမေကိုယ်တိုင်ကထင်အောင်ထင်မှားဖြစ်ပြီးဇလန်းဆင်ပြီးပြောနေခဲ့တာဖြစ်ပါတယ်ခိုင်နေဝေကတော့စိတ်မဆိုးပဲတေချာကူညီခဲ့တဲ့အပြင်မကြုံစဘူးထူးခြားတဲ့သားမီးကိုတွေ့လိုက်ရတာပါများရဲ့သနာညတာမှုကိုရအောင်မောင်းမမှန်ရှောက်ပြောခဲ့တဲ့သားမီးနှစ်ယောက်ပုံပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ